ကဲမိုးကလည်းချုံနေပြီအိတ်ချင်မှအိတ်လို့ကလည်းမရဘူးဗျ12နာရီတောင်ခွဲနေပြီဘိုက်စားတယ်ဗျခေါင်းနဲ့ပေါ်လာတာကြက်စီထမင်းဗျဒီလိုမျိုးရေခဲတွေဓာတ်ထဲမှာလည်းကြက်သားတွေနေ့လည်စီတီမတ်ကဝယ်ထားတယ်ကဲဟုတ်ပြီဗျပထမဆုံးအနေနဲ့ကြက်သားကိုမှုန်းလိုက်တယ်ရတာမုံနေဝင်အောင်အဲ့ဒါပြီးတော့ကျွန်တော်စားပပလေးထည့်ပပတော့မုံအများကြီးထည့်ပြလိုက်ပြီဗျပြီးတော့ရေပြောင်ဆေးလိုက်တယ်ဗျစားရည်လေးနဲ့ပေါ့နော်ကြက်သားဆင်သွားပြီကြည့်လိုက်ပြီးတော့ marinate လုပ်မယ်ရတာမုံနေထည့် seasoning ထည့်ပေါ့ဗျာကြက်သားမုံ2 rib powder ထည့်သမအောင်မှုသမအောင်နေပြီးတော့ကျွန်တော်ရေခဲတစ်တာထဲမှာချိန်တစ်ခုကြောင်ထားလိုက်မယ်ထားတော့မှကျွန်တော်ဂျင်းနေကြက်သွန်ဖြူတွေဘာညာအကုန်လှီးပေါ့ဗျာကြက်သွန်ဖြူစီချက်ချက်မယ်ဇောနာတပြားရိုက်ထားတဲ့ကြက်သွန်ဖြူတွေကိုထည့်ကြောပလိုက်2 rib powder လေးနဲ့ထည့်လိုက် color design လေးနဲ့လှသွားအောင်ပေါ့ဗျာနောက်ပြီးတော့တေချာဆေးထားတဲ့ဆန်တွေကိုဇောနာ dicing လုပ်ထားတဲ့ garlic တွေရောginger တွေရောအကုန်ထည့်အခုကြက်သွန်ဖြူစီချက်လည်းအကုန်ထည့်ရောထည့်ပလိုက်ဗျာအေးချင်ဘူးလည်းဘာမှမထူးတော့ပါဘူးအကုန်လုံးရောထည့်ပလိုက်ဆောနာ marinate လုပ်ထားတဲ့ကြက်သားတွေလည်းအကုန်ရောထည့်တမအောင်နည်းနည်းမှုေလိုက်ဗျာနော်မှုေလိုက်ဝေးပြဒါပြင်ရေထည့်မယ်ရေထည့်တာရေးကြည့်ရဗျ proportion ကတော့ 1:1.5 နဲ့ထည့်ဗျာရေကတော့ကဲကြည့်မယ်ဟာလန်ထွက်ချန်ခတ်မှုေးကြိုင်နေရပဲ what the hell ကဲအိမ်မုံဆုံးဘွားနဲ့တပွဲတလန်ဆွဲလောက်မယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်